I was born in November. I was born on November. I was born at November. In la, on la, at la ဆိုတော့သိလားလူတော်တော်များပေါ့နော်ဒီ preposition 3ခုဖြစ်တဲ့ in ရယ် on ရယ် at ရယ်ကိုဘယ်လိုတောင်းရမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမှားနေကြတယ်လွဲရှောင်နေတတ်ကြတယ်အဲ့တော့ဒီ video ထဲမှာအဲ့ဒီ preposition 3ခုဖြစ်တဲ့ in on at ကိုဘယ်လိုမျိုးမှန်မှန်ကန်တောင်းရမှာလဲဆိုတော့ရှင်းပြပေးသွားပါမယ် in on at ဆိုတဲ့အတိုင်းပဲပေါ့နော်သူက in ဆိုလို့ရှိရင် very general ဖြစ်တယ်ပေါ့နော်တိတ်ပြီးတော့မှမတိကျဘူးကျယ်ပြန့်တဲ့နေရာတွေမှာသုံးမယ် on ကကျတော့ quiet general ဖြစ်တယ်ပေါ့နော်သူကအတော်အသင့်ပဲကျယ်ပြန့်မယ်အတော်အသင့်ပဲရေဘူးရဆန်မယ် at ကတော့ specific ဖြစ်တယ်တိကျတဲ့နေရာတွေမှာသုံးတယ်လို့ပြောလို့ရတယ်ဒါဆိုရင်ဒီ preposition တွေကို preposition of time အချိန်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးမှန်မှန်ကန်သုံးရမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်လိုက်မယ်preposition of time နဲ့ပတ်သက်ပြီးတော့မှ in ရဲ့အသုံးပြုပုံတွေကိုကြည့်မယ် in ကပေါ့နော်ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ periods of time အချိန်ကာလအပိုင်းအခြားတွေနဲ့ပတ်သက်ပြီးသုံးတယ်ပေါ့နော်ဥပမာ in the future တို့ in the past တို့နော်ဥပမာစာကြောင်းပြောရမယ်ဆိုလို့ရှိရင် in the future I like to get married ပေါ့နော်အနာဂတ်မှာဆိုရင်တော့ငါအိမ်အောင်ပြုတ်ပြီးနေလောက်ပြီးဒီလိုမျိုးတွေသုံးတာပေါ့နော်ပြီးတော့ in ကို years နှစ်တွေနဲ့လည်းတွဲပြီးသုံးလို့ရှိတယ် individual year တစ်နှစ်ချင်းစီအတွက်ပဲဖြစ်ဖြစ် decade เนาะဆယ်စုနှစ်တစ်ခုစီအတွက်ပဲဖြစ်ဖြစ် century ရာစုနှစ်တစ်ခုချင်းစီအတွက်ပဲဖြစ်ဖြစ် in နဲ့တွဲပြီးသုံးလို့ရှိတယ်ဥပမာစာကြောင်းပေးရမယ်ဆိုရင် she was born in 2003သူက2003မှာမွေးခဲ့တာပြီးတော့Blackpink released the album in 2020 Blackpink က2020မှာသူတို့ရဲ့ the album ကိုထွက်ခဲ့တာဒီလိုမျိုးသုံးတယ်เนาะပြီးတော့ in ကို seasons ရာသီဥတုတွေနဲ့လည်းတွဲပြီးတော့မှသုံးလို့ရှိတယ် in summer တို့ in winter တို့ပေါ့နော်ဥပမာစာကြောင်းပေးရမယ်ဆိုရင် in winter I like seeing the falling of snow ဆောင်းရာသီမှာနှင်းနေကြတာမြင်ရတာသိကြိုက်တယ်ဒီမျိုးတွေသုံးတယ် in ကို months weeks เนาะလတွေရက်သက်တစ်ပတ်တွေနဲ့လည်းတွဲပြီးတော့မှသုံးလို့ရှိတယ်ဥပမာစာကြောင်းပေးရမယ်ဆိုရင် I was born in June ငါဂျွန်လမှာမွေးခဲ့တာเนาะ I will move to တောင်ကြီး in a few weeks เนาะ and ရက်သက်တစ်ပတ်အနေငယ်ကြာရင်ငါတောင်ကြီးကိုသွားလိုက်မယ်ဒီလိုမျိုးတွေသုံးတာပေါ့เนาะနောက်ထပ်က past or days နေ့ရက်တွေရဲ့အပိုင်းခြားတွေနဲ့လည်းတွဲပြီးတော့မှသုံးတယ် in the morning တို့ in the evening တို့เนาะ in the afternoon တို့ပေါ့เนาะဥပမာ in the morning I like to do physical exercise เนาะမနက်ခင်းနေ့မှာကိုလက်လေ့ကျင့်ခန်းလုပ်ရတာကိုကြိုက်တယ်အဲ့လိုမျိုးတွေသုံးတယ်in ပြီးသွားပြီဆိုတော့ on နဲ့ပတ်သက်ပြီး preposition of time တွေမှာဘယ်လိုသုံးလဲဆိုတာကို section ပြမယ် on ကိုကျတော့သူကပေါ့နော် dates เนาะနေ့ရက်တွေနဲ့တွဲပြီးတော့မှသုံးလို့ရှိတယ်ဥပမာ I was born on 19 November ငါ November လ19ရက်နေ့မှာမွေးခဲ့တာပြီးတော့ the new class will start on 11 December เนาะDecember လ17ရက်နေ့မှာအတန်းတက်စပြီးဖွင့်မယ်စအဲ့လိုမျိုးတွေသုံးတယ်နောက်ထပ်က on ကို days of the week เนาะဒီတပတ်မှာရှိတဲ့နေ့ရက်တွေနဲ့တွဲပြီးတော့မှသုံးတယ်ဥပမာ on Sunday တို့ on Monday တို့ပေါ့နော်ဥပမာစာကြောင်းပေးရမယ်ဆိုလို့ရှိရင်on Sunday morning I get up late เนาะဒီတနင်္ဂနွေနေ့မနက်ခင်းနေ့မှာဆိုရင်ကနောက်ကျမှထလေးရှိတယ်ဒီလိုမျိုးတွေသုံးတယ်နောက်ထပ်က on ကို holidays with day เนาะအားလည်းရက်တွေကို day ဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့မှသုံးလေးရှိတယ်ဥပမာ on Christmas days တို့เนาะ on Independence Day တို့เนาะဥပမာစာကြောင်းပေးရမယ်ဆိုရင် on Independence Days I will visit the zoo with my brother เนาะဒီလက်ရင်းနေမှာငါညီလေးနဲ့တရိတ်ဆန်ဥယုံသွားလဲမယ်စသဖြင့်ဒီလိုမျိုးတောင်းတယ်နောက်ထပ်က on ဆိုတဲ့စကားလုံးကို time ဆိုပြီးတွဲပြီးတောင်းလို့ရှိတယ်ကွာ on time ဆိုပြီးတော့မှဥပမာ I arrive to school on time ပေါ့နော်ငါကျောင်းကိုအချိန်မီရောက်တယ်လို့ I arrive to work on time ပေါ့နော်ငါအလုပ်ကိုအချိန်မီရောက်တယ်ပေါ့အဲ့လိုမျိုးတွဲပြီးတောင်းတယ်in နဲ့ on နဲ့ပြီးပြီဆိုတော့အခုက at ဆိုတဲ့စကားလုံးကို preposition of time နဲ့ပတ်သက်ပြီးဘယ်လိုပြောသုံးရမှာလဲဆိုတာနဲ့ပတ်သက်ပြီး section ပြမယ် at ကကျတော့ specific ဖြစ်တယ်ပေါ့နော်သူကတိကျတယ်အဲ့တော့ specific times တွေနဲ့တွဲပြီးတော့မှသုံးမယ်ဥပမာ at 3 am တို့ပေါ့နော် at 7 pm တို့ at 7 o'clock တို့ at lunch time တို့เนาะ at sunset တို့ at sunrise တို့ပေါ့နော်ဥပမာစာကြောင်းပေးရမယ်ဆိုရင် I will have my dinner at 7 pm ငါညစာကိုည9:00နာရီမှာစားမယ်เนาะနောက်ထပ်က at sunset I feel very cold these days ပေါ့နော်ဒီရက်ပိုင်းနေမှာညနေခင်းဆိုရင်ငါတိတ်အေးတာပဲဒီလိုမျိုးသုံးတယ်နောက်ထပ်ကဒီ at ကိုပေါ့နော် holidays without the word day and day ဆိုတဲ့စကားလုံးမပါဘဲနဲ့ဒီအားလျက်ကာလတွေမှာသုံးလို့ရှိတယ်ဥပမာ at Christmas I will go to တောင်ကြီးဒီ Christmas ကာလတွေမှာဆိုလို့ရှိရင်ငါတောင်ကြီးသွားလိမ့်မယ်ပေါ့နော်ဒီကလုံးမှ day ဆိုတဲ့စကားလုံးပါမယ်ဆိုတော့ on ကိုပဲသုံးမှာပေါ့နော် on Christmas day I will go to တောင်ကြီးအဲ့လိုမျိုးပြောတာနောက်ဆုံးအနေနဲ့ at ကို night နဲ့တွဲပြီးသုံးလို့ရှိတယ် at night เนาะ at night I like reading book ညမှာငါစာအုပ်ဖတ်ရတာကြိုက်တယ်ဒီလိုမျိုးသုံးတာပေါ့နော်
ဒါဆိုရင်ပြန်ပြီး init ရှော့ရမယ်ဆိုလို့ရှိရင် in က very general ဖြစ်တယ် at ကကျတော့အရန်ကို specific ဖြစ်တယ် on က quiet general ဖြစ်တယ်လို့ပြောလို့ရတယ်နောက်ထပ်ဗီဒီယိုမှာကျတော့ preposition of place နဲ့ပတ်သက်ပြီးဒီ in on at ကိုဘယ်လိုတောင်းရမှာလဲဆိုတာရှင်းပြပေးပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you on the next video guys